မင်္ဂလာပါဆရာမဒီ comment လေးကို reply ပြန်ပြရစီနော်ကလေးတယောက်ထဲမွေးထားပြီးရင်တားကြောဖြတ်လို့ရလားတဲ့ကလေးတယောက်ထဲမွေးထားပြီးရင်တားကြောဖြတ်လို့ရလားဆိုတာကအမှန်တကယ်တော့ညီမလေးပြမဲ့ဆရာဝန်ပေါ့နော် OG နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခါကြတော့အကယ်၍ပေါ့နော်ညီမလေးကအသက်ကလည်း40နာကိုရောက်နေပြီဒါမှမဟုတ်လို့ရှိရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့တော်တော်လေးကိုအရေးကြီးတဲ့ပေါ့နော်ကုသမှုကိုခံယူနေရတယ်နောက်တစ်ယောက်ယူဖို့အတွက်လုံးဝကိုမှအဆင်မပြေတော့တဲ့ကျန်းမာရေးအခြေအနေမျိုးဆိုလို့ရှိရင်တော့ဆရာဝန်ကဖြတ်ပေးပါလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကိုဝန်ဆောင်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ရိုးလူပေါ့ကလေးကတယောက်တည်းပဲရှိသေးတယ်အသက်ကလည်းငယ်သေးတယ်ဥပမာ20ပေါ့အစိတ်ပေါ့30ပေါ့အဲ့ဒီလိုအရွယ်လေးရှိသေးတယ်ကျန်းမာရေးကလည်းကောင်းနေတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဆရာဝန်တွေသဘောအရာဆိုလို့ရှိရင်တော့ဖြတ်ပေးဖို့အတွက်အခြေအနေမရှိပါဘူးကျမတို့ရဲ့မြန်မာပြည်မှာသတ်မှတ်ထားတာကအသက်ကလည်း40ရှိရမယ်ပြီးလို့ရှိရင်လုံးဝကျန်းမာရေးနဲ့ပတ်သက်တဲ့ကြီးမားသောပြဿနာလည်းရှိရမယ်နောက်ပြီးလို့ရှိရင်ကလေးအရေးအတွက်နဲ့တွက်မယ်ဆိုလို့ရှိရင်ကလေးလည်း3ယောက်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအချက်တွေနဲ့ညကျဲအနေနဲ့ကြည့်ပြီးတော့မှသားကြောဖြတ်ပေးကြတာရှိပါတယ်အဲ့ခါကျတော့ညီမလေးကကျန်တဲ့အချက်အလက်တွေပေါ့နော်ညီမလေးမှာပြောပြစရာအချက်လက်ကျန်တာရှိသေးတယ်ဆိုလို့ရှိရင် message တော့မှာအသေးစိတ်ထပ်ပြီးတော့မှလာမေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ညီမလေးပြနေတဲ့အပ်နေတဲ့ OG ဆရာဝန်နဲ့တေးသေးချာချာမေးပြီးတော့မှတိုင်ရပါမယ်နော်